ဒီနေ့တထားကအမျိုးသမီးတယောက်ရဲ့ပုံရိပ်ဆိုတဲ့စာအုပ်ကလေးကိုအပိုင်းရှစ်အနေနဲ့ထပ်ပြီးတော့ဖတ်ပြသွားပါမယ်ရှင်။ဟန်ချက်ညီအောင်လုပ်နိုင်တယ်လို့တွေးပါ။အမျိုးသမီးလေးတွေအနေနဲ့အိမ်တောင်ကျခလေးရရင်ငါအလုပ်ထွက်ရမှာပဲလို့တရသေးမတွေးပါနဲ့။အိမ်တောင်မကျသေးခင်အဲ့ဒီလိုကြိုတွေးခြင်းဟာလက်ရှိအလုပ်လုပ်နိုင်စွမ်းကိုကျသေးတယ်လို့ဆိုပါတယ်။ကိုယ့်အရေးချင်းကိုအပြည့်အဝအသုံးမချတော့ဘူး။ဘဝတက်လန့်ကိုမရှာတော့ဘဲနေတဲ့သူတွေဖြစ်လာပါတယ်။ခလေးကိုပြင်ဆင်ပြီးမှယူပါစာအုပ်အစမှာပြောခဲ့တယ်လို့ကျမခလေးမွေးပြီးချင်းပဲလာကစင်ကာပူဒေါ်လာ3000ကျော်ရနေတဲ့အလုပ်ကိုထွက်ပစ်လိုက်ပါတယ်6လလောက်လဲခလေးနဲ့ချိန်ပြည့်နေပြီးရောမနေနိုင်တော့ပါဘူးစိတ်ဓာတ်တွေကြဝင်မရှိတဲ့အတွက်ကိုဒေါသထွက်တိုးတက်တာဘာမှမရှိပဲဒီနေ့တခြားဆက်ရုပ်လာတာပါပဲအဲ့ဒီအချိန်မှာထွက်လိုက်တဲ့အလုပ်ကိုလည်းသွားပြန်လုပ်လို့မရတော့တယ်လို့ကိုအကြောင်းမသိတဲ့အလုပ်တစ်ခုကခန့်ဖို့လဲမလွယ်တဲ့ကိစ္စပါဒါကြောင့်တတိချာချာစဉ်းစားစီခြင်းပါတယ်အလုံနဲ့အိမ်နဲ့ကိုဘေးလန့်လုံနိုင်အောင်ပြင်ဆင်ပါပြောရတာတော်တော်လွယ်တယ်လို့ထင်ကြမှာပါပဲကိုဝင်ရှိစဉ်ကတည်းကခလေးဘလို့ထင်ရတယ်ခလေးတစ်နှစ်ပြည့်တဲ့အထိဘာတွေလိုတယ်ဘာယောဂါတွေဖြစ်တတ်တယ်ဆရာဝန်တွေကနီးနီးနားနားဘယ်နားမှာထိုင်နေဘာတွေကြွေးရမယ်ဘယ်လိုထင်ရမယ်ဆိုတာတွေလေ့လာပါစာအုပ်တွေလည်းအများကြီးရှိပါတယ်အွန်လိုင်းမှာအသိပညာမျှဝေနေသူတွေလည်းရှိပါတယ်ကိုကလေးနဲ့တစ်ထပ်ထဲမတူနိုင်ပေမဲ့အခြေခံအချက်တွေနားလည်ထားရင်ကိုယုံကြည်မှုတိုးစေပါတယ်။ကိုအုံနောက်ကိုသုံးပါမျိုးသမီးတချို့ကခလေးကိစ္စဆိုရင်ဟိုလူမေဒီလူမေဟိုလူပြောလဲဟုတ်လောက်တယ်ဒီလူပြောလဲဟုတ်တယ်လို့နဲ့ဘယ်ဟာမှကိုဟာကိုမဆုံးဖြတ်ရဲကြပါဘူး။တကယ်တော့ကိုကလေးအကြောင်းကိုအသိဆုံးပါ။တကယ်လိုအပ်တဲ့အချိန်ဆိုရင်အကူအညီယူပါ။ကိစ္စတည်တည်ကအစသူများကိုအားကိုးနေရင်ကူညီတဲ့လူကကူညီမှဖြစ်ပေမဲ့မိမိရဲ့ self respect နဲ့ self esteem ကိုထိခိုက်စေပါတယ်။အားကစားလုပ်ပါကိုကြိုက်တဲ့လေ့ကျင့်ခန်းယောဂလမ်းလျှောက်တာစသဖြင့်တပတ်မှာအနည်းဆုံးတစ်နာရီလောက်လုပ်ပေးရင်စိတ်ဖိစီးမှုကိုရောစေပါတယ်။မိမိအမျိုးသားနဲ့တာဝန်တွေခွဲထားပါ။အဲ့အလုပ်ခလေးအလုပ်ကိုအမျိုးသမီးကလုပ်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေချန်ထားခဲ့တင်ပါပြီ။အဲ့လိုမိသားစုမျိုးမှာဆိုရင်လည်းဘယ်လိုမျိုးသမီးကမှအလုံနဲ့ဘဝဟန်ချက်ညီအောင်လုပ်နိုင်မှာမဟုတ်ပါဘူးခလေးကိုအဖေကလည်းတာဝန်ယူထိန်းကျောင်းပေးခြင်းကအဖေနဲ့တာသမီဘုန်းနှင်းထိုင်ရစေတယ်လို့ကိုလည်းအနာရပါတယ်ခလေးကိုမလိမ္မာနဲ့အလုပ်လုပ်တဲ့အမေအများစုပြောတန်ကြဖို့ပါလိမ့်မယ်ခလေးကအရန်အော်နေလို့ငိုနေလို့အိမ်နောက်ဖေးပေါက်ကနေခိုးထွက်ရတယ်မမြင်အောင်ထွက်ရတယ်စသဖြင့်ပေါ့အဲ့လိုလုပ်ခြင်းဟာခလေးရဲ့ emotional safety စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုထိခိုက်စေပါတယ်။ခလေးအနေနဲ့ငါအမေကငါ့ကိုငါဟိုဘက်လှည့်တာနဲ့ထားသွားမှာပဲဆိုတဲ့စွန့်ရင်ကြောင်းကြားမှုကနေတောက်တက်လို့တွဲကပ်နေတဲ့အမေကိုမျက်စိအောက်ကအပြောင်းမခံတဲ့ခလေးစိုးကြီးတွေဖြစ်လာနိုင်ပါတယ်။ကျမသားတိတ်မတိတတ်ခင်တဲကအပြင်ထွက်ခါနေတိုင်းသားကိုမရအောင်နှုတ်ဆက်ပါတယ်။မေအပြင်သွားမယ်ဘယ်သူနဲ့သွားတွေ့မယ်ဘယ်နှနာရီပြန်လာမယ်ဆိုတာမျိုးကိုလူကြီးတယောက်လိုတတိချပြောပြပါတယ်။အစပိုင်းတစ်ခါနှစ်ခါတော့ငိုတာပါပဲ3-4ခါဆိုတော့မငိုတော့ဘူးသူငိုလဲသွားစရာရှိတာသွားရမယ်အချိန်တန်ရင်မေပြန်လာမယ်ဆိုတာသိတဲ့အခါသူမငိုတော့ပါဘူးခလေးတွေကကျမတို့ထင်တာထက်ညံပိုကောင်းပါတယ်ခလေးဟာခလေးအသာနေစမ်းလို့ပြောတဲ့လူကြီးတွေဆိုရင်ကျမတိတ်စိတ်တူတာပါပဲသူလည်းတနေ့လူကြီးဖြစ်လာမှသူ့အုံနှောင်းနဲ့လက်ခံနိုင်စွမ်းရှိတဲ့အရာတွေကိုနားလည်အောင်ရှင်းပြရမှာကျမတို့အလုပ်ပါအခုကျမသား9နှစ်ခွဲအလုပ်ကိစ္စနဲ့တစ်လကိုခရီး2ခေါက်လောက်အနည်းဆုံးထွက်ဖြစ်ပါတယ်ထွက်ခါနေတိုင်းသားကဘယ်သွားမှလဲဘယ်သူနဲ့လဲဘယ်နေ့ပြန်လာမလဲမေးရင်ကျမကသူ့ကိုလေးလေးဆက်စားဖြေပါတယ်ပြီးရင်မေ I love you ဆိုပြီးသူ့ဖာသာသူဆက်စော်နေတာပါပဲအလောက်ကကိစ္စအိမ်မသေးပါနဲ့အိမ်ကကိစ္စအလုပ်ထဲမှာမပြောပါနဲ့ဒီဘက်မှာ professional image ရှိဖို့အရန်လိုအပ်တာမို့အိမ်ကိစ္စနဲ့အလုပ်ကိစ္စခွဲထားရပါတယ်စိတ်ပညာရှင်တယောက်ပြောတာကတော့အမျိုးသမီးတွေအိမ်နဲ့အလုပ်ဘေးလန့်မလုံနိုင်ခြင်းဟာအိမ်မှာနေရင်အလုပ်ထဲကပြဿနာတွေအကြောင်းတွေးပြီးအလုပ်မှာနေရင်အိမ်ကကလေးတွေအကြောင်းတွေးနေလို့ပါတဲ့ဒါကြောင့်တက်နိုင်တဲ့လောက်ပြစ်စုံပန်းမှာပဲအကောင်းဆုံးရှင်းတန်ဖို့အကြံပြုချင်ပါတယ်အလှပြင်မှာဒါကတော့ခုခေတ်မှာအလုပ်လုပ်တဲ့မိခင်တိုင်းသိလာကြပါပြီအရင်လိုဘိုဒီပတ်တီမေတွေမဟုတ်တော့ပါဘူးလှပခြင်းကကိုယုံကြည်မှုလည်းမြင်လာစေပါတယ်ဒါတွေကတော့အလုပ်လုပ်တဲ့မိခင်တွေအနေနဲ့ဟန်ချက်ညီရှောက်လန်းနိုင်မှုအတွက်ကျမပေးခြင်းတဲ့အကြံဉာဏ်တွေပဲဖြစ်ပါတယ်အမျိုးသမီးတွေအိမ်တောင်ကျခလေးရရင်အလုပ်ထွက်ရမယ်သို့မဟုတ်အလုပ်မှမတိုးတက်နိုင်တော့ဘူးဆိုတာလုံးဝမရှိပါဘူးကိုယ်တိုင်ကသားသမီးအနာမှာပဲအချိန်ပြည့်ခယူးဆိုင်ဖို့ရွေးချယ်သူတွေကိုလည်းမှားတယ်လို့တွားပြောလို့မရပါဘူးကိုဘဝနဲ့ကိုဆုံးဖြတ်ချက်နဲ့ကိုပါပဲအဓိကအလုပ်ဆက်လုပ်ချင်ပါတယ်ဆိုတဲ့သူတွေမှာကိုယ်တိုင်ဝရိယစိုက်ထုတ်ကြိုတင်လေ့လာပြင်ဆင်ထားကြဖို့ပါပဲဒီ
ဒီလိုသာဆိုအိမ်မာရောအလုံးမှာပါအောင်မြင်တဲ့ဥဆောင်နိုင်တဲ့မေမေတွေဖြစ်လာမယ်လို့ယုံကြည်ပါတယ်အလုပ်ပြန်လုပ်ချင်တဲ့အမျိုးသမီးလူတွေလေးတွေ confidence ရှိဖို့အကြောင်းမျိုးမျိုးကြောင့်လုပ်ငန်းခွင်ကနေနားလိုက်ရပြီးလုပ်ငန်းခွင်ကိုပြန်ဝင်ခြင်းတဲ့ကိုပိုင်လုပ်ငန်းတော်၎င်းဝန်ထမ်းပြန်လုပ်ဖို့တော်၎င်းဘယ်လိုလုပ်ရမလဲဘယ်လိုပြန်ဆက်ရမလဲဆိုတဲ့အမေခွန်းတွေကိုအမျိုးသမီးတွေမှာအများဆုံးတွေ့ရပါတယ်လူတိုင်းတော့မဟုတ်ပါဘူးအလုပ်လဲလုပ်ချင်တယ်ပြန်ဝင်ရမှာမုံမရဲဖြစ်နေတယ်လူတွေရဲ့အမြင်တွေငင်းဆန်ခံရမှာတွေကိုကြောက်တယ်ဆိုတဲ့အမျိုးသမီးလေးတွေအတွက်ရေးသားလိုပါတယ်ဘယ်လိုအကြောင်းနဲ့ပဲနာဝင်ငွေမရှိတော့ဘူးဆိုရင်မိသားစုကဘလောက်ပဲထောက်ပံ့နေပါသည်သုံးစရာငွေကြေးဘလောက်ပဲရှိပါသည်မိသားစုအတွက်တစ်ခုခုထောက်ပံ့နိုင်တယ်ဆိုတဲ့ဘဝကနေနားလိုက်ရတဲ့အခါကိုအသုံးမကျဘူးလို့ထင်တတ်ယုံကြည်မှုကြလာတတ်ပါတယ်ဒါကြောင့်လုပ်ငန်းခွင်ကနေနားလိုက်တဲ့အမျိုးသမီးတွေအတွက်ကိုယုံကြည်မှုရှိနေအောင်ပြင်ဆင်ရမယ့်အချက်ကလေးတွေကိုမျှဝေပေးကြပါတယ်လုပ်ငန်းခွင်ကနေနားတော့မယ်ဆိုရင်ဘာကြောင့်ပဲနာကြိုတင်ပြီးအစီအစဉ်ဆွဲဖို့လိုပါတယ်စဉ်းစားပြီးကြိုတင်ပြင်ဆင်ထားတဲ့မိကွန်းလေးတွေကတစ်ပဲအချိန်မှနားမှာလဲနှစ်နားလိုက်တဲ့အချိန်မှာဝင်ငွေကိုဘယ်လိုရအောင်လုပ်မလဲဘာတွေတင်ယူမလဲသုံးဝင်ငွေနဲ့ကိုက်ညီတဲ့ငွေကြေးစီမံခန့်ခွဲမှုလုပ်နိုင်နေပြီလားကိုကဝင်ငွေရော့သွားနိုင်ခြင်းများတဲ့အတွက်ဘယ်နေရာကိုဘယ်လိုစီစဉ်မှာလဲလေးဘယ်အချိန်အလုပ်ပြန်လုပ်မှာလဲဘယ်လိုနဲ့ဘယ်မျိုးကနေစပြီးပြန်လုပ်ချင်တာလဲငါနားနေတဲ့အချိန်မှာဘာတွေကြိုတင်ပြင်ဆင်ထားလို့ရလဲဒီမေးခွန်းတွေကိုတေချာစဉ်းစားပြင်ဆင်ပြီးမှသာအလုပ်နားစေခြင်းနဲ့တကယ်လို့များအကြောင်းကိုကအစီအစဉ်တေချာမချလိုက်နိုင်ပဲရုတ်တရက်အလုပ်နားလိုက်ရတယ်တစ်ချိန်မှာအလုပ်ပြန်လုပ်ဖို့အစီအစဉ်ရှိရဆိုရင်တော့ဒါလေးတွေလုပ်ထားပေးပါအိမ်ထဲမှာပဲနေရမယ်ဆိုရင်တော့နောက်ဝက်တစ်ခုဖန်တီးပါဆွေးနွေးတိုင်ပင်လို့ရမယ် sport group တွေမှာပါဝင်ပါကိုယ့်ရဲ့ကိုယ်ပိုင်မျှော်လင့်ချက်တွေအိမ်မက်တွေကိုဆုံးရှုံးမခံပါနဲ့ကိုယ့်ရဲ့ skill ကျွမ်းကျင်မှုတွေကိုမြင့်တင်ဖို့နဲ့အားနည်းချက်တွေကိုပြုပြင်ဖို့အချိန်ပေးပါအချိန်ရတော့ကိုဝဒနာပါတဲ့အလုပ်လေးတွေဥပမာတစ်ပင်စိုက်တာပကြီးဆွဲတာတို့လုပ်ကြည့်ပါအားရင်အားသလိုပရာဟိတလုပ်ငန်းလေးတွေလုပ်ကြည့်ပါအပေါ်မှာပြောခဲ့တဲ့နှစ်မျိုးလုံးမလုံးလိုက်နိုင်ပဲလုပ်ငန်းဝင်ကနေအကြာကြီးဝေးကွာခဲ့ပြီးအလုပ်ပြန်လုပ်ဖို့ပြင်ဆင်နေပြီဆိုရင်တော့physical confidenceခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်တဲ့အတွက်မိမိကိုယ်ယုံကြည်မှုတိုးတက်စေဖို့လေ့ကျင့်ခန်းတစ်ခုခုစလုပ်ပါနဲ့ emotional confidence စိတ်ပိုင်းဆိုင်ရာမှာကြံ့ခိုင်တဲ့အတွက်မိမိကိုယ်ယုံကြည်မှုရှိလာစေဖို့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေလုပ်ပါစိတ်ခွန်အားဖြစ်စေမယ့်စာအုပ်တွေဖတ်ပါ3ဖတ်တိုင်း freelance အလုပ်တွေကနေစပြီးကြိုးစားကြည့်ပါ4ကိုယ့်ရဲ့စီးပွားကိုအကောင်းဆုံးပြင်ဆင်ပါကိုထပ်နားလဲတဲ့လူတွေလုပ်ငန်းခွင်မှာတကယ်လုပ်နေတဲ့လူတွေစီကနေအကြံဉာဏ်ရယူဖို့မကြောက်ပါနဲ့လုပ်ငန်းခွင်မှာရှိလာမဲ့စိတ်ဖိစီးမှုတွေနဲ့မိသားစုအတွက်ဖြစ်လာမဲ့ကတ်တွေအတွက်ပြင်ဆင်ပြီးအောင်မွေထားပါအချိန်တိုတိုနဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်ပြီးပျော်ရွှင်တဲ့ဘဝကိုကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ဖို့ဆိုတာစနစ်ကျတဲ့အစီအစဉ်နဲ့ကြိုတင်မျှော်မြင်တတ်မှုရှိဖို့ကအရေးကြီးလာပါတယ်ငယ်တုန်းကတော့တော်ဖို့ထက်မြက်ဖို့ပဲစဉ်းစားခဲ့တယ်အလုပ်လုပ်တဲ့အခါရလက်ရဖို့ကအရေးကြီးကြောင်းသင်ယူခဲ့ရတယ်လူတွေနဲ့ပေါင်းတင်ဆက်ဆံရတဲ့အခါနားထောင်ခြင်းကအရေးကြီးလာပြန်တယ်ကိုယ်ပိုင်မိသားစုရှိလာတဲ့အခါဟန်ချက်ညီခြင်းကဘဝမှာအရေးကြီးကြောင်းသင်ယူရပြန်ပါတယ်ဟန်ချက်ညီဖို့ဆိုရင်ဟန်ချက်ညီအောင်အချိန်ပေးတိဆောက်ခြင်းစိတ်ရှိရပါမယ်ငါတော်တယ်ငါတက်တယ်ငါသိတယ်ဆိုတဲ့အတ္တကိုရှေ့ရန်တင်ရင်တော့ခက်ခဲပါလိမ့်မယ်နောက်တစ်ခုက sensitive ဖြစ်တာနဲ့ sensible ဖြစ်တာနဲ့ကိုခွဲခြားသိဖို့ပါ sensitive ဖြစ်တာကိုမကောင်းတဲ့ဘက်ကပြောကြလေးရှိပါတယ်တခုခုဆိုနည်းနည်းမှအမှားမခံတဲ့အတိမ်ဆောင်မခံတဲ့လူကို sensitive ဖြစ်တယ်လို့ပြောကြပါတယ်တကယ်တော့သတိရှိတဲ့လူ sensible ဖြစ်တဲ့သူကတခုခုလွဲချော်နေတာနဲ့ချက်ချင်းသိလို့ရှိပါတယ်အဲ့ဒီအရေးချင်းကိုကောင်းတဲ့ဘက်မှာသုံးလို့ရပါတယ်မိသားစုထဲမှာအလုပ်ကွင်းပေါင်းတဲ့ဆက်ဆံရေးမှာ sensitive ရှိမယ်ဆိုရင်ကိုတိဆောက်ချင်တဲ့ပုံစံနဲ့လွဲချော်နေပြီဆိုတာနဲ့ချက်ချင်းသိချက်ချင်းပြင်လို့ရပါတယ်မျှတအောင်စူးစမ်းလှုပ်ဆောင်နိုင်လာပါတယ်အဓိကကိုသွားခြင်းနဲ့လမ်းကြောင်းကိုလိုချင်တဲ့အရာကိုရဲ့ခွန်မမှန်ကိုတည်တည်ချသိဖို့ပါဘယ်အရာမှမွေးကလေးကမတက်ပါဘူးမစုံမနစ်စူးစမ်းဖို့ကအရေးကြီးဆုံးအချက်ပါပဲဟန်ချက်ညီတဲ့ဘဝကိုတိဆောက်ခြင်းနဲ့ဆိုရင်တစ်ပတ်မှာအနည်းဆုံး2နာရီလောက်ကိုအတွက်ကိုအချိန်ပေးပါတစ်ပတ်ရုပ်ရှင်တကားကြည့်ပါသို့မဟုတ်တခြင်းနာထောင်နာဝါဒနာပါရလေးတွေလုပ်ကြည့်ပါကိုကိုအားဖြစ်စေမဲ့ဘဝကိုနေပြောစေမဲ့စာအုပ်တွေအိမ်မှာရုံးမှာနေရအနှံ့ထားပါကျမစိတ်ညစ်ရင်စာဖတ်တာပါပဲဘလောက်အလုံးများများတတ်နိုင်တဲ့လောက်လှလှလေးတက်တက်ရဲရဲလေးနေပါဖုန်းနဲ့ကွန်ပျူတာထဲမှာတစ်နေ့စာတစ်ပတ်စာတစ်လစာအချိန်စရင်းကြိုဆွဲတတ်တဲ့အကျဉ်းလုပ်ကြည့်ပါအလုံးမဟုတ်ပါဘူး
ထမင်းစားခြင်းမိသားစုနဲ့နေခြင်းသားသမီးကိုအချိန်ပေးမဲ့အချိန်ကအစအကုန်အချိန်စည်းရင်းနဲ့ထည့်ထားပါဒီနေရာမှာသင်တန်းပေးတဲ့အခါတိုင်းကျမအမြဲပြောလို့ရှိတဲ့စကားကိုပြောပြချင်ပါတယ်အဲ့ဒါကတော့အစွန်းနှစ်ဖက်ကိုရှောင်ပါဆိုတာပါပဲဘယ်သူပါပြောဘလို့ထင်ဂယုမဆိုင်ဘူးဆိုတာလည်းမဖြစ်ပါသေးနဲ့လူအများသဘောကျလိုက်နေရင်ကိုဟာကိုဘာမှမသိတော့တဲ့ yes man လည်းမဖြစ်ပါသေးနဲ့appearance ပြင်ပပုံပန်းသွင်ပြင်ကိုလုံဂယုမဆိုင်တဲ့သူလည်းမဖြစ်ပါသေးနဲ့ဂယုဆိုင်လွန်ပြီးတခြားဘာမှမရှိတဲ့သူလည်းမဖြစ်ပါသေးနဲ့မိတ်ကလုံးဝကိုမလိမ့်တတ်ဘူးဆိုတာလည်းမဖြစ်ပါသေးနဲ့မိတ်ကတပုံကြီးလိမ့်ထပြီးမှအပြင်ထွက်ရဲတဲ့သူလည်းမဖြစ်ပါသေးနဲ့ကိုနဲ့လိုက်ဖက်တဲ့ဝတ်စားစင်ရင်မှုကိုလုံးမသိတာမကောင်းတယ်လို့ကိုနဲ့လိုက်ဖက်တဲ့ဝတ်စားတွေကြီးမရမကရွေးချယ်လိုက်ဝတ်တာလည်းပြည့်စရာကောင်းပါတယ်တခါတလေစတိုင်အသက်လေးဆန်းဝတ်ကြည့်ပါမလိုက်တာလေးဝတ်ကြည့်ပါဒါပေမဲ့အလွန်အကျွံမဖြစ်ဖို့တော့လိုပါတယ်မဝတ်တတ်မစားတတ်ဆွတ်ဆွတ်ပြက်ပြက်နေတဲ့လူလည်းမဖြစ်ပါသေးနဲ့အကောင်းသားတွေကြီးဝတ်ထားမှကိုယုံကြည်မှုရှိတဲ့သူလည်းမဖြစ်ပါသေးနဲ့အချိန်တိုင်းကိုယ့်ရဲ့အတွေ့စိတ်ကူးခံစားချက်ဝမ်းနဲ့ဝမ်းသာမှုတွေကိုဖော်ပြနေသူတွေလည်းမဖြစ်ပါသေးနဲ့စိတ်ရုပ်လိုခံစားချက်မရှိတဲ့သူလည်းမဖြစ်ပါသေးနဲ့မမေတွေများဖြစ်ခဲ့ရင်ကိုတောင်သတိမရအောင်ခလေးကိစ္စနဲ့ပဲနေရောညာရောအချိန်ကုန်တဲ့သူလည်းမဖြစ်ပါသေးနဲ့အချိန်တိုင်းအလုံးနဲ့လုံးမနေပြီးခလေးကိုလုံးဝအချိန်မပေးနိုင်တဲ့သူလည်းမဖြစ်ပါသေးနဲ့ကိုယ်တိုင်းအစွန်းနှစ်ဖက်လုံးရောက်ဖူးတာမို့တော်တော်လေးခဲရင်တဲ့ကိစ္စဆိုတာမမေတွေနားလည်မှာပါကျမအလွန်သဘောကျတဲ့ဥပမာလေးတစ်ခုရှိပါတယ်ဆရာလင်ကာကြီးကျော်ရေးတဲ့ဘရောင်းဆိုတဲ့စာအုပ်မှာပါတာပါဆရာကတော့ပရိုက်တာလုပ်သူတွေကိုရည်ညွှန်းပြောခဲ့ပေမဲ့လူအားလုံးနဲ့သက်ဆိုင်တယ်ထင်မိပါတယ်အတိအကျမမှတ်မိပေမဲ့ဆရာရေးထားတဲ့သဘောကကျမလိုလည်းမကျင့်ပါနဲ့ငါးမလိုလည်းမကျင့်ပါနဲ့တဲ့ကျမကဥတလုံးဥပြီးရင်အော်လုံးမဆုံးတော့ဘူးတဲ့ငါးမကဥပေါင်းများစွာရှိပြီးတစ်ချိန်တည်းမှာသားပေါင်းများစွာမွေးပင်မဲ့အတန်တစ်ချက်မှမထွက်ဘူးတဲ့ဆက်ပြီးတွေးရရင်လူတယောက်ဒီကောင်းတာတွေလုပ်နေပေမဲ့တော်နေပေမဲ့သူတော်တာလူလုံးဝမသိဘူးဆိုရင်လည်းလူတွေရဲ့လေးစားအားကြောက်မှုကိုခံရမှာမဟုတ်ပါဘူးနည်းနည်းလေးတော်ပြီးများပြောနေရင်လည်းမကောင်းပါဘူးဒါဆိုရင်ဘလူဟန်ချက်ညီအောင်လုပ်မလဲဆိုတဲ့မိကွန်းကအရှိလာပါတယ်ကျမရဲ့မန်ထာတယောက်ခဏပေးတဲ့ဥပမာလေးပြောပြချင်ပါတယ်စပိန်မစီတတ်တဲ့လူတယောက်ကိုစပိန်စီနီစာအုပ်ပေးကျဉ်ညက်အောင်ဖတ်ခိုင်းပြီးရင်စပိန်တစီပေးပြီးရော့နင်းတော့ဆိုတာနဲ့မတက်ပါဘူးစပိန်တကယ်နင်းတဲ့ချိန်ရင်စပိန်ပေါ်တက်ရပါမယ်ကြောက်နဲ့စနင်းရပါမယ်ချော်လဲပါမယ်ဒူးပြဲပါမယ်ကျမတို့ကကြောက်ထဲကြပြီးမျက်နှာတစ်ချမ်းစုပ်ဖူးပါတယ်ပြန်ထရပါတယ်ဘယ်သူရီလောင်းဂယုမဆိုင်ပဲစနင်းရပါတယ်ပြက်သွားတဲ့စပိန်နဲ့ပြင်ရမယ်ပေါ့မဆုံးမနစ်တဲ့စိတ်နဲ့သတိနဲ့နင်းရပါတယ်တစ်ချိန်မှာစက္ကန့်ပိုင်းလေးအတွင်းမှာကိုသိလိုက်တာဒီမရိုင်းတော့ဘူးမလဲတော့ဘူးအဲ့ဒီချိန်မှာဘေးလန့်ရသွားတဲ့အချိန်ပဲဖြစ်ပါတယ်10နှစ်လောက်စပိန်နဲ့ဝေးနေရင်တော့ဘိန်းမော်ပြန်တက်ကြရင်ခဏလေးနဲ့ပြန်နေနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဘယ်လန့်ရခြင်းမျှကြီးကိုနားလေသဘောပေါက်တဲ့အတွေ့အကြုံရှိထားလို့ပဲဖြစ်ပါတယ်ဘဝမှာတချို့အရာတွေကသင်ပေးလို့မရပါဘူးစာအုပ်ထဲမှာပါပဲကိုဖြစ်ချင်တဲ့ပန်းနိုင်ကိုတီးပြီးဆွဲရှိတတိနဲ့မစုံမနစ်လောက်ရတာတွေပဲဖြစ်ပါတယ်ပြည့်စုံသောအမျိုးသမီးစံနမူနာထားစရာအမျိုးသမီးကျမတို့တနေ့ရကိုသွားရင်ထိုင်ဆောင်နေရလို့ကိုရှိမှာမဂဇင်းပဲရှိရဆိုရင်ဖတ်ကြည့်ပါမင်းသမီးတွေမော်ရယ်တွေစမတ်ကြတဲ့အမျိုးသမီးတွေခေါင်းဆောင်တွေပြည့်စုံကြွယ်ဝသူတွေပညာရှင်အမျိုးသမီးတွေအများကြီးတွေ့ရပါလိမ့်မယ်တီဗီရုပ်သံတွေမှာလည်းအတူတူပါပဲကျမကအရက်ပူတယ်လို့ကိုထင်သူမှုမဂဇင်းတွေကအမျိုးသမီးတွေကိုမြင်တဲ့အခါငါလည်းသူတို့လိုအရက်ရှိရင်ကောင်းမယ်လို့အမြဲတွေးမိပါတယ်အဝတ်စားဝတ်တဲ့အခါဖြစ်စေဖက်နှက်စီတဲ့အခါဖြစ်စေမသိစိတ်မှာအရက်ရှိခြင်းစိတ်ကလေးရှိနေတတ်ပါတယ်ဓာတ်ပုံရိုက်တဲ့အခါဆိုတိတ်တိတာတာပဲကိုထက်အရက်ရှိတဲ့လူနဲ့ကပ်ပြီးမရိုက်ချင်ပါဘူးကိုပူတာပိုတိတာမှာကိုကျမရဲ့စိတ်ကိုကအဲ့ဒါဖြစ်တယ်လို့တခြားလူတယောက်ဆိုရင်လည်းတခြားတစ်မျိုးဖြစ်ပါလိမ့်မယ်လူနည်းစုကသာကိုဘဝကိုအရှိတိုင်းကျင်းနေကြတာပါတော်တော်များများကတော့အသားပိုဖြူခြင်းတဲ့သူအလုပ်ပိုကောင်းခြင်းတဲ့သူအပေါင်းအသင်းများခြင်းတဲ့သူပိုချမ်းသာခြင်းတဲ့သူပညာပိုတက်ခြင်းတဲ့သူစသဖြင့်ကျမတို့အမျိုးသားတွေသမီးတွေရဲ့ပိုကောင်းခြင်းနဲ့ပိုတိုးတက်ခြင်းနဲ့လူအင်ဆန္ဒတွေကြောင့်ပဲလူပောင်ကပိုပြီးတိုးတက်လာတာပါလက်ရှိဘဝထက်ပိုကောင်းခြင်းကကိုတိုးတက်စေမဲ့အိမ်မက်တွေရှိစေပေမဲ့
အလွန်အကျွံဖြစ်လာရင်တော့လူကိုဒုက္ခပေးတော့တာပါပဲပလတ်စတစ်ဆာဂျရီတွေအိတ်တွေဖက်နှက်တွေအဝတ်စားတွေပညာရေးပြိုင်ဆိုင်တာတွေအချစ်ရေးပြိုင်ဆိုင်တာမနာလိုတာတွေအတင်းပြောတာတွေသူများပျက်စီးအောင်ကြံတာတွေရုပ်ရှင်တွေနဲ့တွေ့နေရတာအပြင်းမှလည်းတကယ်ရှိလို့ပါအဲ့လိုပြောလို့ကိုလည်းအဲ့ဒီအထင်မပါဘူးမထင်ပါနဲ့ Facebook ပေါ်ကခင်ကဲကြော်ညာ plastic surgery ကြော်ညာတွေတွေ့တိုင်းငါနောက်ဘယ်နှစ်ခန့်အောင်မလဲဆိုပြီးကိုမျက်နှာကိုမှန်ပြပြကြည့်တာအမောပါယဉ်ကျေးမှုပုံစံကိုက I am not အနက်မလုံလောက်သေးဘူးဆိုတဲ့ယဉ်ကျေးမှုပုံစံဖြစ်လာပါပြီသတင်းအချက်လက်ခေသတင်းမီဒီယာခေတော်တာလှတာကောင်းတာကိုအားပေးတဲ့ခေမဟုတ်တာရောဟုတ်တာရောလူသိမြန်လူစိတ်ဝင်စားတဲ့ခေမှာကျမတို့အမျိုးသမီးအများစုအတွက် ideal woman စံပြအမျိုးသမီးပုံရိပ်ကပါဖက်ဖြစ်ချင်လာကြပါတယ် I am not good အနငါကမတော်ဘူး I am not strong အနငါကမတန်ပါဘူး I am not rich အနငါကမချမ်းသာဘူး I am not beautiful အနငါကမလှပါဘူး I am not အနငါကမပြည့်စုံဘူးရဲ့လို့တွေးမိတတ်ကြတယ်ပြည့်စုံတဲ့အမျိုးသမီးဖြစ်မှပျော်ရွှင်မယ်စိတ်ချမ်းမြေ့ရမယ်လို့ထင်တတ်ကြပါတယ်တကယ်တော့ကိုကပြည့်စုံတဲ့အမျိုးသမီးတယောက်ဖြစ်မနေလဲကိုချစ်တဲ့သူတွေရှိတာပါပဲလူတိုင်းမှာအားနည်းချက်အားသာချက်ရှိပါတယ်ကိုရဲ့အားသာချက်တွေကိုပဲပို့ပြီးတောက်ပလာအောင်သွေးရတိဆောက်ရမှာပါအားနည်းချက်တွေကိုစူးစမ်းပြုပြင်တာကောင်းပေမဲ့အဲ့ဒါကြီးထိုင်စင်းလာနေမိရင်ပျော်ရွှင်မှုနဲ့ဝေးနေမှာပါကိုအားနည်းချက်တွေကိုအတိအမှတ်ပြုပြီးချစ်ပေးတဲ့လူတွေနားမှာပဲနေပါကိုအားနည်းချက်ကိုတစ်ချိန်လုံးကဲ့ရဲ့နေမဲ့လူတွေကိုဝဝေးရှောင်ပါတင့်ကိုပြည့်စုံဖို့လူတိုင်းကမမျှော်လင့်ပါဘူးတစ်စိတ်ကူတွေက ideal woman ရဲ့အရေးအချင်းတွေလောလောဆယ်တစ်ခုမှမရှိသေးရင်တောင်တင့်ကိုချစ်မဲ့လူတွေရှိတာတွေ့ရပါလိမ့်မယ်သူတို့ကိုတန်ဖိုးထားပါဘဝရဲ့ပျော်ရွှင်ခြင်းကကိုယ်မှာရှိတဲ့အရာတွေကိုဘေးနားမှာကောင်းကောင်းဆူဆူကိုသီးခံပြီးချစ်ပေးတဲ့လူတွေအတူရှိနေပေးတဲ့လူတွေစီကနေအဓိကရနိုင်တာမျိုးပါအသက်မွေးဝမ်းကြောင်းအစီအစဉ်ချမှတ်ခြင်း career planning အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုချင်းစီမှာလမ်းကြောင်းကိုတည်တည်ချာချာရွေးချယ်ဖို့နဲ့တိုးတက်ဖို့အစီအစဉ်တွေချမှတ်ဖို့တွေလိုအပ်ပါတယ်ဒီအသက်အရွယ်မှာအများစုကကိုယ်ပိုင်အလုပ်ပဲဖြစ်ဖြစ်အစိုးရဝန်ထမ်းပုဂ္ဂလိကဝန်ထမ်းဖြစ်ဖြစ်မိဘရဲ့လုပ်ငန်းမှာဖြစ်ဖြစ်အလုပ်လုပ်ကြရပါတယ်တချို့လည်းအိမ်အောင်ပြုပြီးအမျိုးသားရဲ့အလုပ်ကိုကူကြတာမျိုးလည်းရှိပါတယ်ကျမတို့ခေအမျိုးသမီးလေးအများစုကမိဘကရွေးချယ်ပေးတဲ့အကြောင်းကိုတက်ခဲ့ကြရတာကြောင့်ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်တဲ့အခါကိုယူထားတဲ့ဘာသာရပ်နဲ့ဘာမှမဆိုင်တဲ့အလုပ်ကိုလုပ်ကြရတာမျိုးများကြပါတယ်အိမ်တောင်ကြခလေးတန်းရပြီးအိမ်နောက်တာဝန်ထမ်းရတဲ့အမျိုးသမီးလေးတွေလည်းရှိကြပါတယ်ဒီအခန်းလေးကတော့ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ်လောက်ကင်နေတဲ့အမျိုးသမီးလေးတွေအတွက်ရည်ရွယ်ပြီးရေးသားချက်ဖြစ်ပါတယ်ပန်းနိုင်ကြချမှတ်ခြင်း carry အလုပ်တစ်ခုမှာစတင်လှုပ်ဆောင်တာဝန်ယူပြီးဆိုတာနဲ့ကို့မှာအလုပ်နဲ့ပတ်သက်တဲ့ပန်းနိုင်ထားစေချင်ပါတယ်အခြေအနေအချိန်အခါနဲ့လိုက်ပြီးပန်းနိုင်တွေကပြောင်းလဲနိုင်တာမှန်ပေမဲ့အစတည်းကဘယ်သွားမယ်ဘယ်လိုသွားမယ်ဘယ်လောက်ကြာအချိန်ယူမယ်ဆိုတာကိုသေချာမသိရင်ဘယ်ရောက်လို့ဘယ်ပေါက်မှမသိအောင်ဖြစ်တတ်ပါတယ်အလုပ်တစ်ခုကိုစောင့်ဝင်ကားစားမှာတက်ကြွနေတဲ့ကြပြီးခဏနေတော့ပြင်းသွားတာတက်ကြွမှုမရှိတော့တာအဆင်မပြေတော့တာကကိုပဲသွားမယ်ဘာလုပ်မယ်ဆိုတဲ့ပန်းနိုင်ကိုစနစ်တကျမဆွဲထားလို့ဖြစ်ပါတယ်ကိုယ့်ရဲ့ career လမ်းကြောင်းကိုရှာဖို့ဘာလုပ်ရမှန်းမသိဘူးဘယ်ကစလုပ်ရမှန်းမသိဘူးဆိုရင်လှုပ်ဆောင်ဖို့အကြံပြုချက်လေးတွေကိုအောက်မှာဖော်ပြထားပါတယ်ကို့မှာဘာတွေရေးချယ်ခွင့်ရှိလဲဆိုတာအရင်ရေးချပါလူတစ်ယောက်နဲ့တစ်ယောက်ဘဝအခြေအနေကျွမ်းကျင်မှုစိတ်ဝင်စားမှုငွေကြေးစတာတို့မတူညီတဲ့အတွက်ကိုဘာတွေလုပ်လို့ရတယ်ဆိုတာကိုသုံးသပ်တာအကောင်းဆုံးပါပဲကိုကအတန်လုံးဝမကောင်းဘူးတခါမှလည်းသချင်းမဆိုဘူးဒါပေမဲ့အောင်မြင်တဲ့အဆိုတော်ဖြစ်ချင်နေဆိုရင်ခပ်ပါလိမ့်မယ်နိုင်ငံသားမှာအလုပ်သွားလုပ်ချင်တယ်ဒါပေမဲ့ငွေကြီးအဆက်အသွယ်ဘာသာစကားတက်မြောက်မှုတခုမှမရှိဘူးဆိုရင်လည်းမလွယ်ပါဘူးကိုနဲ့အဆင်ပြေတဲ့အလုပ်ကိုအရင်ဆုံးဝင်လုပ်ပြီးမှအားလက်တဲ့အချိန်မှာတဖြည်းဖြည်းတင်ယူလေ့လာလေ့ကျင့်ပြီးမှလှုပ်ဆောင်ကြည့်သင့်ပါတယ်သုံးသပ်ကြည့်ပါကိုယ့်ရဲ့ဝါသနာကျွမ်းကျင်မှုတမိုးထားတဲ့စံတတ်မှတ်ချက် value တွေကိုသုံးသပ်စေချင်ပါတယ်ကိုကဘာသာတရားကိုအလွန်ကိုင်းဆိုင်သူဆိုရင်ဘာသာတရားနဲ့မကိုက်ညီတဲ့အရက်ဘီယာရောင်းချရေးလုပ်ငန်းတွေမှာဘလောက်ပဲအခွင့်အရေးရပြောမှာမဟုတ်ပါဘူးသူများထက်တာတဲ့ကိုကျွမ်းကျင်တဲ့အရာတစ်ခုခုရှိမယ်ဆိုရင်လဲကိုအတွက်အခွင့်အလမ်းပိုရနိုင်ပါတယ်ကိုရီကိုသွေးဆိုင်ရာမေးခွန်းတွေစစ်တမ်းတွေဖြည့်ကြည့်ပါကိုကဥဆောင်ဆုံးဖြတ်ချက်ချရတာကြိုက်သူလားနောက်ကလိုက်ရတာကြိုက်တဲ့သူလားဆုံးဖြတ်ချက်မြင်မြန်ချနိုင်သူလားအချက်အလက်တွေအားလုံးစုံမှဆုံးဖြတ်ချက်ချရသူလားတယောက်တည်းအလုပ်လုပ်ရတာကြိုက်သူလား
အများနဲ့ပူပေါင်းလှုပ်ဆောင်ရတာကြိုက်သူလားစသဖြင့်စမ်းစစ်နိုင်ပါတယ်အင်တာနက်မှာရှာကြည့်ရင် free personality test တွေအများကြီးရှိသလိုကိုယ့်ရဲ့ကိုယ်သွေးတိုးတက်ရေးသင်တန်းတွေမှာလည်းဖြည့်ခိုင်းလို့ရှိပါတယ်ကိုယ့်ရဲ့သဘောတဘာဝကိုကိုယ်တိုင်သဘောပေါက်ရင်အလုပ်လှုပ်ရှာတဲ့နေရာမှာရောရေရှည်တိဆောက်တဲ့နေရာမှာပါအသုံးဝင်ပါလိမ့်မယ်ပန်းနိုင်တွေချပါကိုယ့်ရဲ့ဖြစ်နိုင်ခြေရှိတဲ့ career လမ်းကြောင်းတွေကိုရွေးချယ်ပြီးရင်ပန်းနိုင်လေးတွေချစေချင်ပါတယ်ဘယ်နှစ်နေရင်ဘလောက်အနေအထားကိုရောက်နေရမယ်လစာတော့ဖြင့်ဘလောက်ရနေရမယ်ဘလို့တင်တန်းကျွမ်းကျင်မှုတွေကိုတော့ဖြည့်ပြီးသားဖြစ်နေရမယ်စသဖြင့်သတ်မှတ်လို့ရပါတယ်ဒါမှသာအချိန်တွေကုန်ပြီးလေလွင့်နေတာမျိုးမလုပ်တော့ပဲကိုယ့်ရဲ့တိုးတက်မှုကိုမျက်ခြေမပြတ်ခရူးဆိုင်စူးစမ်းနေတဲ့သူဖြစ်လာမှာပါလိုအပ်ရင်လည်းဒီနေ့ခေတ်မှာအကူအညီပေးတဲ့ agency တွေ career coach တွေရှိပါတယ် professional ကြရဲဆိုတာကျွမ်းကျင်မှုတစ်ခုခုအတွက်ငွေကြေးရယူပြီးအလုပ်လုပ်နေတဲ့သူကို professional လို့ခေါ်ပါတယ်အလုပ်လုပ်နေပြီဆိုတာနဲ့အဲ့ဒီအလုပ်မှာ professional ကြလှုပ်ဆောင်နိုင်မှုကအရင်ပဲအရေးကြီးလာပါတယ်လူတိုင်းကကိုယ့်နေရာနဲ့ကိုယ်ရှင်သန်ကြရပါတယ်လူတိုင်းအတွက်နေရာဆိုတာရှိပါတယ်သူများကနေရာပေးအောင်တကူးတကလိုက်လုံနေမှာထက်စားရင်ကိုရိုင်းရဲ့ professional ကြမှုနာမည်ကောင်းကြောင့်လူတွေကသဘောကျနှစ်သက်ပြီးနေရာပေးလာတာမျိုးကိုကျမကတော့ပို့ပြီးနှစ်သက်ပါတယ်လူတွေကကိုနေရာပေးတာကိုစောင့်မနေပဲကိုတံမိုးကိုအကောင်းဆုံးအသုံးချနေရင်နေရာဆိုတာမလို့ချင်းရင်တောင်ရလာမှာပါနေရာရဖို့အလုပ်လုပ်တာထက်အလုပ်လုပ်နေလို့နေရာရလာတာမျိုးကပို့ပြီးတော့အထိပ္ပယ်ရှိမယ်ထင်ပါတယ်ကိုတံမိုးကိုအပြည့်အဝအသုံးချလို့ရမယ့်နေရာကိုကိုဖတ်တာပဲရှာဖွေဖန်တီးယူရမှာပါ professional ကောင်းတစ်ယောက်ဖြစ်ဖို့အရေးကြီးတဲ့အရေးအသွေးတွေကတော့ကိုလုပ်တဲ့အလုပ်ပေါ်မှာကျွမ်းကျင်မှုရှိခြင်းအမြဲတမ်းလေ့လာသင်ယူနေခြင်းထိရောက်ပြီးစစ်မှန်တဲ့ဆက်ဆံရေးရှိခြင်းမိမိကိုယ်ကိုယုံကြည်မှုရှိခြင်းမှန်ကန်တဲ့စိတ်နေစိတ်ထားနဲ့အတွေးအခေါ်ရှိခြင်းတို့ကအဓိကနေရာကနေပါဝင်ပါတယ်ကိုကလေးစားရသူဖြစ်အောင်နေထိုင်မှသာလုပ်ငန်းခွင်ထဲမှာကိုနေရာပေးလေးစားခြင်းကိုခံရမှာပါဘယ်လိုနေရာမျိုးဘယ်လိုတာဝန်မျိုးကိုပဲယူထားကိုရှိနေတဲ့အတွက်ကိုပတ်ဝန်းကျင်ကကိုအနာကလူတွေကအကျိုးရှိတယ်အကောင်းတွေဖြစ်လာတယ်ပျော်ရွှင်ရတယ်ဆိုတာကတော့ကောင်းမွန်တဲ့ပုံရိပ်တစ်ခုလို့ကျမတော့အယူဆပါတယ်တစ်ခုချန်ခဲ့ပါကျမရဲ့ client ရဲ့တယောက်မှာအရင်ကဝန်ထမ်းတယောက်ရှိပါတယ်အဲ့ဒီဝန်ထမ်းရဲ့သဘောကျစရာအချက်ကလေးတစ်ခုကဘလို့လူနဲ့မဆိုအဆင်ပြေဖြစ်အောင်ပေါင်းတင်ဆက်ဆံနိုင်တာပါကျမ client စီမှာသူ2နှစ်လောက်အလုပ်လုပ်သွားခဲ့တဲ့အချိန်တခြားလူတွေနဲ့ပြဿနာဖြစ်တယ်ဆိုတာမရှိပါဘူးတဲ့သူဘယ်သူဘယ်ဝါဆိုတာဘယ်ဝါကိုမကြည်မနှက်ဖြစ်တယ်ဆိုတာမျိုးပြောတာမကြားဘူးတလို့တခါတလေအလုပ်ကိစ္စစကားအခြေတင်ပြောရလို့သူမကြည်နှက်နေဘူးဆိုတာသိနေခံစားနေရရင်တော့ကောင်းကောင်းမွန်မွန်ပြန်ပြောတတ်ပါတယ်တဲ့အဲ့ဒီဝန်ထမ်းကပညာအရန်ကြီးမတတ်ပါဘူးဒါပေမဲ့လူရကျွမ်းကျင်တယ်ပဲဆိုပါတော့ဘယ်အတိုက်ဝင်မှာမဆိုသူ့မိတ်ဆွေရှိရဲ့လုပ်ငန်းရှင်မိတ်ဆွေတွေရှိတယ်လို့နေသားမိတ်ဆွေလည်းရှိတယ်စပိန်ပြည်နယ်သူနဲ့လည်းတငယ်ချင်းဖြစ်လိုက်တာပဲကျမ client စီကသူ့အလုပ်ထွက်ခါနီးမှာတခြားလူတွေလိုထွက်စာတင်တာဘယ်မလုပ်ဖဲသူ့နေရာမှာအသင့်တော်ဆုံးလို့သူထင်တဲ့တငယ်ချင်းတယောက်ကိုအစားထားပေးခဲ့ပါတယ်လုပ်ငန်းရှင်အနေနဲ့လည်းသူ့နေရာမှာဘယ်သူခန့်ရမှန်းမသိတဲ့ဒုက္ခမဖြစ်တဲ့အပြင်တငယ်ချင်းဖြစ်လို့မသိရင်လည်းသူကဂျားဝင်တင်ပေးပါသေးတယ်တဲ့ခုအလုပ်ထွက်ပြီး2နှစ်ကျော်ကြာတဲ့အထိဝန်ထမ်းလိုတဲ့ကိစ္စမျိုးကိုတတ်နိုင်တဲ့လောက်ကုညီရှာဖွေပေးနေတော့မှာပဲခုဘာလုပ်နေလဲလို့မေးတော့ဖက်နှက်ဆိုင်လေးဖွင့်ထားတယ်လုပ်ငန်းတွေကအရောအပြင်ကအတိမိတ်ဆွေတွေအကုန်လုံးသူ့ဆိုင်မှာဝဲကြတယ်တဲ့သူတော်တယ်ဘာညာဆိုတာထက်ကျမတွေးမိတာလေးကလူတိုင်းဟာမတူညီတဲ့ဘဝရဲ့လမ်းကြောင်းတွေရှောက်နေကြရတာပါလမ်းတစ်ကွေမှာမိတ်ဆွေအဖြစ်လှုပ်ဖော်ကင်ဘတ်အဖြစ်တငယ်ချင်းအဖြစ်ဆရာတစ်ပည့်အဖြစ်တွေ့ကြတယ်ဒီအလုပ်ကနေထွက်ပြီးရင်လုံးဝကိုလှည့်မကြည့်ဘာကိစ္စမှမရှိရင်အဆက်အဆံမလုပ်တော့တဲ့သူတွေတွေ့ဘူးပါတယ်လူတစ်ယောက်နဲ့တစ်ယောက်အကျင့်စရိုက်မတူလို့အပြစ်မတင်ခြင်းပဲမဲ့လမ်းတစ်ကွေမှာမိတ်ဆွေတစ်ယောက်စီလောက်ခြံခဲ့ရင်သို့မဟုတ်တနေရာမှာကိုမှတ်မိနေစေမဲ့နာမည်ကောင်းတစ်ခုခြံခဲ့ရင်အရွယ်ရလာလေးမိတ်ဆွေကောင်းတွေတိုးပွားလေးဖြစ်မှာပါဘဝကတူလေးလို့လည်းပြောလို့ရတယ်ရှောက်ရမယ့်လမ်းကအရှိတယ်လို့လည်းပြောလို့ရတယ်ခက်ခဲပင်ပန်းမှုတွေနာကျင်ရမှုတွေစူးစမ်းရတာတွေအားလုံးရင်ဆိုင်ကြရပေမဲ့မိတ်ဆွေကောင်းတွေရှိတဲ့သူကပို့ပြီးလွယ်ကူတယ်ညံ့ဆန်တယ်နေပြောတယ်လို့ထင်ပါတယ်တနေ့ရမှာကိုယ့်ရဲ့ပုံရိပ်ကောင်းနာမည်ကောင်းတစ်ခုခုတော့ခြံခဲ့ရင်ဘဝကပို့ပြီးပျော်ရွှင်ရမှာပါဟုတ်ကဲ့ဒီနေ့တော့တထားကဒီလောက်ပဲဖတ်ပြပေးသွားပါမယ်နော်နောက်ရက်ဒီမှာလည်းအပိုင်းသက်လေးတွေထပ်ပြီးဖတ်ပြပေးသွားပါအောင်မယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်